ညာဒါနပေးတဲ့ကိစ္စကောပညာဒါနသမားတွေကိုစက်ပြ9ဖုံရောင်းပေးတဲ့ကိစ္စကောonline class တွေအကုန်လုံးကို15ရာခိုင်နှုန်းလျှော့ပေးတဲ့ကိစ္စကောအားလုံးက29ရက်နေ့နောက်ဆုံးပါဒီနေ့24ရက်နေ့ရှိသွားပြီလာပြီးတော့တတိပေးပေးတာနော်ပညာဒါနလိုချင်တဲ့သူတွေက2980 6864ရဲ့ Viber ကနေပြီးတော့မှ page link ကိုလာတောင်းလို့ရတယ် page link ကနေပြီးတော့မှသင်တန်း group ကိုပေးပါအဲ့ဒီကနေဝင်သွားပြီးတော့မှကြည့်ရုံပဲပေါ့နော်အမ approve ပေးရင်ကြည့်ရုံပဲပေါ့ဆိုတော့အဲ့ဒီကိစ္စတွေက29ရက်နေ့နောက်ဆုံးပါ28ရက်နေ့ကနေစပြီးတော့မှပညာဒါနပေးတဲ့ကိစ္စပညာဒါနသမားတွေကိုကုန်ချမ်းကြောင်းပေးတဲ့ကိစ္စနောက်ပြီးတဲ့ခါကျလို့ရှိရင်အမတို့online class တွေအကုန်လုံး15ရာခိုင်နှုန်း short တဲ့ကိစ္စတွေကအကုန်လုံးပြီးသွားပါပြီနော်29ရက်နေ့နောက်ဆုံးပါနော်အဲ့ဒီရဲ့နောက်ပိုင်းကိစ္စဆိုလို့ရှိရင်လာမင်းရင်လည်းဖြေတော့မှာမဟုတ်ပါဘူးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမဖြေတော့ဘူးနော်ဘာလို့တော့ဆိုစင်းပြရင်တော့ပြလိုက်မယ်ဘာကြောင့်လဲဆိုတော့စာဝင်လာရင်တော့ဖတ်ရမယ့်ကိစ္စတာဝန်ရှိတယ်တကယ်လို့မှအဲ့ဒီဥစ္စာကိုဖတ်ပြီးတော့မှစင်းပြပြီးတော့မှဘာမှပြန်မပြောဘူးဆိုတော့အော်တိုလေးသဘောပေါက်ပါလို့နော်ပြီးလို့ရှိရင်29ရက်နေ့နောက်ဆုံးဆိုပေမဲ့ကုန်ကြမ်းမတဲ့ကိစ္စကို29ရက်နေ့မှလာမှာတယ်ဆိုရင်ကျမမပို့တော့ဘူး29ရက်နေ့နောက်ဆုံးထားပြီးပို့မှာအဲ့ဆိုတော့29ရက်နေ့လာမှာ28ရက်နေ့ပို့ရမယ့်သဘောဖြစ်သွားမယ်29ရက်နေ့လာမှာလို့မရတော့ပါဘူးလို့နော်